မရင်ချုံမေအစသားအရာရာအစဉ်ပြေပါရဲ့လားဆိုပြီးအစားချီနေတော့ပါပဲတနတ်တန်ဘုံတန်နေရှိတဲ့အရက်ကနေမိပြတ်တဲ့အရက်ကိုလွမ်းရတာလေခေကြီးကမှောင်လိုက်တာဗျာကျွန်တော်ရောက်နေတဲ့ဒေသမှာတော့အရက်ရှိမျက်နှာဖျားတွေများလို့ညညဆိုဘယ်ရက်ကိုခြေစင်းအရမယ်တောင်မသိရှေ့ကြီးထက်လဲနောက်ကြီးကြောင်းရတဲ့ခေးဗျဒါတွေကိုပြောပြဖို့ဆိုတာစပယ်အသက်တွေပါနေမှဖြစ်မှာလေရှိပါသေးတော့မရင်ချုံမီလိုက်မမီအောင်အတောင်ပေါက်ပြန်တတ်တဲ့ဂုံလေးနှုံးနေကြောင်းပဲဟင်းအမေကြီးများများမချက်တတ်တဲ့မရင်ချုံမီကစုံရွက်နဲ့ကြက်ဥကျော်ဟာလက်ရွေးတင်ဟင်းလျာများဖြစ်နေလေမလားမရင်ချုံမီရှိတဲ့အရက်မှလဲနေရောညပါခွေးယူလိုက်ဆွဲနေတယ်သူအိမ်ပြန်နောက်ကြမှာတဲ့အိမ်ပြန်မရောက်ရမှာကိုစိုးရိမ်နေရတဲ့နိုင်ငံမှာအပြန်သင်္ကားသားငှက်တွေလေပြည်ရင်းစစ်တဲ့ဆွဲနေခံရတော့ပါပဲအညာမှာလဲလေယာတွေပိုးမကြပဲစပားကြီးတွေပြာကျနေရတာကြာပြီမရင်ချုံနေလေရင်မြန်ကြီးဝဲတိုင်းလက်ပြတတ်တဲ့ကလေးငယ်တွေလေအခုဆိုလေရင်မြန်ကြီးလာတာမြင်ဘုံကိုချင်းစီပြေးရတော့တာပါပဲဒါဟာလေဒီနိုင်ငံထဲမှာဒီဘက်ခေကြီးကတင်ပေးလိုက်တဲ့မသိအောင်နေနည်းတစ်မျိုးပေါ့ဗျာမရင်ချုံမီကြီးတရင်အမြဲကျွတ်နေတဲ့နှစ်တွေမှာပြောက်အိုးစားလက်နဲ့ကြီးတန်းတွေမိရှူမိပန်းစားတနတ်တန်ပိုင်းတန်းတွေမိဘုံလှလှလေးတွေစားအိမ်ကိုဝါးမြို့နေတဲ့မိဘုံဝါဝါကြီးတွေအညာဟာဒီလိုနီးနဲ့တရင်ကျွတ်ခဲ့တာ3နှစ်4မိုးနဲ့3ဆောင်မြောက်ခဲ့ပြီမိကျွမ်းသွားတဲ့တိုင်ဟောင်းပေါ်မှာတဲတဲထိုးပြီးနေသူတွေတားမောင်အစားအယိုးပြအိုးသာပွေဖွက်ခင်ရတဲ့မိခင်တွေလင်းတွေမုတ်ဆိုးမကြီးတွေကျုပ်သားကရှေ့တန်းမှာတိုက်ပွဲဝင်ရင်အသက်ပေးသွားတာဗျဆိုပြီးရင်ထဲကငိုရန်ကြီးနဲ့ပြောတဲ့ဖခင်ကောင်းကြီးတွေလောကအလယ်မှာသူနီးသူဟန်နဲ့သူရဲကောင်းဆန်နေကြသူတွေပေါ့မရင်ချုံနေရဲ့မှိုင်းဝါမှာလွတ်တင်ဝင်ရမယ်ခေတ်သစ်စနစ်သစ်နိုင်ငံတော်တစ်မိဘုံပြန်ကြီးအတွက်သုံးလိုက်ရတဲ့လောင်သားတွေကလည်းမနေမနှောပါပဲလားဖြစ်နိုင်ရင်လေဒီကက်ဘေးတွေကို BBN လို့ကြော်ပြစ်လိုက်ချင်ပါရဲ့တောင်းပန်ပါတယ်မရင်ချုံမိကြီးခေတ္တရာဟောလိုက်မိတာအချစ်စကားပြောမှုတော့မရပါဘူးကဘာမီးလောင်ရင်တားကောင်ပိုက်ပြေးမယ်မြေတာတဲ့အခန်းနဲ့ကောင်းမှုမရင်ချုံမိငင်းဆန်မှနဲ့ပြည်တွင်းစစ်ပူပြင်းထန်မှာစိုးထိတ်ရဆုံးပါခေတ္တခုလုံးကိုဆွဲဖွင့်ကြည့်ပြန်တော့လေစစ်ဆောင်စခန်းနေပြည်လို့ပါပဲဒီစာကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါတယ်မရင်ချုံမိဒီခေရှာ